မချလာတဲ့ချစ်သူလေးတို့ရေကော်ဖီဆိုင်ကလိုအရသာမျိုးကိုအိမ်မှာပဲလွယ်လွယ်ကူကူဘလို့ဖန်တီးမလဲဆိုတာကြည့်ရအောင်ဒီနေ့တော့အရသာရှိတဲ့မချလာတို့ကိုအစင်စင်ဘလို့ဖြော်ရမလဲဆိုတာပြသပေးသွားမှာပါအရေးသွေးကောင်းတဲ့မချဖို့တော်နွားနို့တို့ကြိုက်နှစ်သက်ရာနို့ရေနွေးနဲ့တကြားတို့ပြားရည်အနှဲငယ်လိုအပ်ပါတယ် Chasen Match Whisk နဲ့ခွက်လေးတစ်လုံးလေးပြင်ဆင်ထားနော်ပထမဆုံး match powder လက်ဖက်ရည်စွန်းတိတ်နှစ်စွန်းကိုခွက်ထဲထည့်ပြီးရေနွေးနှင်းနဲ့ Chasen နဲ့တေချာမွေးပါအဖက်မကျန်အောင်ချောမွေ့နေရပါမယ်ပြီးရင်နွားနို့ကိုအပူပေးပြီးအမြုပ်ထအောင်ခောက်ပါအဲ့ဒီနို့ကို match ရည်ထဲဖြည်းဖြည်းချင်းလောင်းထည့်ပါကြရင်တကြားတို့ပြားရည်ထပ်ထည့်ပြီးမှွေပေးပါကိုယ်တိုင်လုံးမချက်လာလေးတောက်လို့ရပါပြီဒီနီလန်းလေးကိုစမ်းကြည့်ပြီးကိုယ့်ရဲ့မချက်လာပုံလေးတွေကိုကွန်မန့်မှာပြန်ပြပါဦးနော် like share လုပ်ဖို့လည်းမမေ့နဲ့ဦး